မှာဆိုကြပါစို့ဆွေကျော်ဂိုင်းကိုတက်ထားတဲ့လူသည်တယောက်သောသူသည်စိတ်နောက်သွားတယ်ယူသွားတယ်ဆိုတော့မလိုလားသောလူအားလုံးတို့သည်မင်းတို့ဂိုင်းဟာယူတာလို့မဲလိုက်မှတခုပဲကြောက်တယ်သောပိုင်းကအခုတော့မကြောက်တော့ဘူးအရေးထူသွားပြီအဖေဟန်ပြောခဲ့တဲ့စကားနော်အဖေဟန်ကပြောတယ်ဟေးဂိုင်းဟာဂိုင်းမယ်ကွာတဲ့သူဟာသူယူကျင်လို့ယူအောင်လုပ်တာဂိုင်းနဲ့ပါဆိုင်တယ်ကွာငါနဲ့ပါဆိုင်တယ်ကွာအဖေကနေရှိမရသူများသားများကိုရိကာယမခိုးယူမပေါင်းသင့်ပါဘူးဖေ။ကျွဲသားနွားသားများကိုမစားမတော့ပါဘူးဖေ။ဟမ်ပေတဲ့ကိုဆဲဖြစ်ဝါဖြစ်ကလွဲမတော့သားပါဘူးဖေ။ဒါပဲအဲ့ဒီသစ္စာ၃ချက်ပြက်ခဲ့ပြီးရှိတော့ပညာပြက်ပါစေသာဒီလိုမလားမင်းတို့အခုဆိုရအောင်ဒီသစ္စာ၃ချက်ဒီသမျှကာလပတ်လုံးစัจ java လာပြန့်နှံ့အောင်ကြော်သောသင်ရှားသောဆရာကြီးတူဆရာမကြီးတယောက်ဖြစ်ရပါစေသာအရှင်ဖေဟာဒါပဲဒီထဲမှာယူပါစေသာလို့ပါလားမပါဘူးဘာဖြစ်လို့ယူရလဲယူအောင်လို့ယူတာပေါ့ထုံးစံအတိုင်းတဲ့ပို၍သူကဝိဇ္ဇာနဲ့တွေ့တော့ငါ့ကို9ပတ်ပတ်အယုဆိုးတဲ့ကောင်ချောတော့10ပတ်ပတ်တော့မြောက်ဖြစ်တာအဲ့ဒါပေါ့တပတ်ပို့လိုက်ရင်မြောက်ဖြစ်တယ်ဆိုတာအဲ့ဒီအကောင်ကြီးဟမ်ဂိုင်းကယူစေတတ်တဲ့ဂိုင်းမဟုတ်ဘူးနှမ်းစေတတ်တဲ့ဂိုင်းမဟုတ်နော်သူများတဲ့သာအောင်လှုပ်လို့သူများတဲ့ထူးအောင်လှုပ်လို့သူများကိုဆရာလှုပ်ချင်လို့နော်မဖောက်မပြန်မှန်ကန်တဲ့စိတ်ဓာတ်နဲ့သွားရမနေရမှာလက်တလို့ခိုးတာဖွက်တာတို့အဲ့ဒီလိုလူတွေအဲ့လိုကောင်းနေယူတာငါဂိုင်းနဲ့ပါဆိုင်လဲกว่าတယ်ဂိုင်းသိရမလားဟမ်ကိုကကိုယူအောင်လို့ယူတာဒါပေမဲ့ကိုကကိုယူရင်တော့ယူရပါပြောစကားနားမထောင်ရင်နော်ဂိုင်းနဲ့တော့မဆိုင်ပါဘူးအကယ်၍ခုနပြောတဲ့လူတွေတယောက်တလေနှစ်ယောက်တလေဆယ်ယောက်တလေမင်းတို့လုံနေကြပြီမဲ့လို့မင်းတို့လိုလူစားတွေတယောက်မရှိရင်တရားဝင်လာမယ်ဆိုတာမှတ်လိုက်ပါဒါရှင်းကြောက